တိုးတက်အောင်မြင်တဲ့လူတွေရှောင်ကျဉ်တဲ့အမှား12ချက်နံပါတ်1အာယုံလွဲစေပဲကိစ္စရက်တွေနဲ့အချိန်ဖြုံးတာနံပါတ်2လူတိုင်းကိုစိတ်ကျေနပ်အောင်ကြိုးစားတာနံပါတ်3မိမိကျန်းမာရေးကိုလှစ်လူရှုတာနံပါတ်4စိတ်ခံစားချက်တွေပေါ်မှာသာမူတည်ပြီးတော့ဆုံးဖြတ်ချက်တွေချတာနံပါတ်5အမှားတွေကနေသင်ခန်းစာမယူနိုင်တာနံပါတ်6မိမိရှာနိုင်တဲ့ငွေပမာဏထက်ပိုသုံးစွဲတာနံပါတ်9ခက်ခဲနဲ့နေတဲ့စကားဝိုင်းတွေကိုရှောင်ကျဉ်တာနံပါတ်10တက်တောင့်တက်တာနေရတာကိုပျော်မွေ့တာနံပါတ်9အစိုးမြင်တဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံနေတာနံပါတ်10ခက်ခဲတဲ့အချိန်တွေမှာလက်လျှော့အရှုံးပေးတာနံပါတ်17ရေရှည်ရည်မှန်းချက်ပန်းတိုင်တွေမချမှတ်တာနံပါတ်12လေးလာတင်ယူစရာဘာမှမကြံတော့ဘူးလို့ထင်မြင်တာအကုန်သိအကုန်တက်လို့ကိုထင်မြင်နေတာတင်းရဲ့အမြင်ရောဘယ်လိုရှိပါလဲအောက်က comment မှာရေးခဲ့ပေးပါခင်ဗျာ